ဒီနေ့ကတော့ question bank ပုံစံတွေက hard question တွေတွက်ပြသွားမှာဖြစ်ပါတယ်ဒီလိုမျိုး algebra equation တွေပေးထားပြီးတော့ x y ရှာခိုင်းတဲ့ပုံစံဆိုလို့ရှိရင် Desmos တဲ့ထည့်တွက်လိုက်တာနဲ့ချက်ချင်းအဖြေထွက်လာတာတွက်ပြမှာဖြစ်ပါတယ်အရင်ဆုံး Desmos တဲ့အရင်သွားမယ်ပြီး equation ကိုဒီတိုင်းပဲချရေးလိုက်မယ် x square plus y plus 7 equal to 7အဲ့ဆိုပထမဆုံး equation ထွက်လာပြီ Desmos ထဲမှာgraph ဒါပထမ graph ဒုတိယတစ်ခုက 20x plus 100 minus y equal to 0ဒါဆိုရင် equation နှစ်ကြောင်းရဲ့ graph နှစ်ခုထွက်လာပြီသူနှစ်ခုဖြတ်တဲ့နေရာအဖြေပဲဖြတ်တဲ့နေရာကို mouse ကနေ zoom ဆွဲပြီးတော့တခြားကြည့်လို့ရတယ်ဟောဒီမှာဒါတော့နှစ်ယောက်ဖြတ်တဲ့နေရာသူပြထားတယ် minus 10, minus 100ပထမဆုံးဟာအရင်ပထမဟာ x ဒုတိယဟာ y သူမေးထားတာ x မေးထားတာဆိုတော့သူမေးတာ x မေးတာဆိုတော့ minus 10ကအဖြေဖြစ်ပါတယ်အဖြေက minus 10ဖြစ်ပါတယ် minus 10 correct answer မှန်တယ်ရိုင်းမဲ့ချတွက်နေဆိုအချိန်လေးပို့ကုန်ပြီးတော့မှအုံနောက်လေးချက်ပါတယ် Desmos တွက်တာအချိန်အများကြီးတက်တာပါတယ်နောက်ဗီဒီယိုမှာတခြားပုံစံပြန်တွေ့ပြပါမယ် bye bye